ဒီနေ့လည်းပေါ့နော်ကျမရှေးဥစွာပေါ့နော်စမ်းစာလေးတစ်ပိုက်ကိုဖတ်ထားခြင်းဒီစမ်းစာလေးရဆိုရင်ကဘာဦးကျန်းခန်းကြီး3အပိုင်းငယ်6ထိုအပင်သည်စားပွဲကောင်းခြင်းအစင်းလဲလှခြင်းပညာတိုးပွားစေလိုသောငါတဲ့နှစ်သက်ဖွယ်သောအပင်ဖြစ်ခြင်းကိုမိမသည်မြင်ရင်နဲ့အတီးကိုယူ၍စား၏ဒါဘာလဲဆိုတော့ပေါ့နော်ကျမတို့ရဲ့ဘုရားသခင်ပေါ့နော်ကျမတို့ရဲ့အသက်တာမှာရှိခြင်းပေါ့နော်ပထမအဦးဆုံးဘုရားသခင်ကလူသားအာဒမ်နဲ့အင်ဝါကိုဖန်ဆင်းတဲ့အချိန်ကျမတို့ကိုပေါ့နော်ရွေးကောက်တဲ့အချိန်ပေါ့နော်အဲ့အချိန်မှာဘာလဲဆိုတော့ဒီຢာလေးကဘာလဲဆိုတော့တက်မှတ်ခြင်းပေါ့နော်တက်မှတ်ခြင်းစောက်ဝဲကောင်းခြင်းအရန်စားကောင်းတဲ့အစာကိုစားခြင်းနဲ့အဲ့အချိန်မှာပေါ့နော်စားပွဲကောင်းခြင်းနဲ့အစင်းလှခြင်းပေါ့နော်အရန်ကိုကြီးပွဲရှုပွဲကောင်းတဲ့စားပွဲကောင်းခြင်းလို့ဆိုတဲ့အရာမှာအစားအသောက်တစ်ခုကိုကျမတို့ကအရင်စားလောင်တဲ့အခါမှာစားခြင်းနဲ့တချို့ပြောမယ်ဆိုပေါ့နော်စီးဆိုသမားလေးဆိုရင်သူတို့နဲ့မတည့်ဘူးဒီအစာကိုပေါ့နော်သူတို့အရင်စားခြင်းနဲ့ဒါကြောင့်မို့ပေါ့နော်ကျမတို့ဗာလဲဆိုစိတ်ရဲ့တက်မှတ်ခြင်းနော်နောက်တစ်ခါကျအစင်းလာခြင်းလို့ပြောတဲ့အခါမှာပေါ့နော်ဒီဘာကိုချက်ခင်တော့ကျမဘာကိုပြန်ပြီးတော့မြင်ရလို့ဆိုတော့ပေါ့နော်ဒါဝိတ်နဲ့ပတ်သက်ရှိပါပေါ့နော်ဒါဝိတ်ကဘာလဲဆိုပတ်သက်ရှိပါရဲ့အစင်းလာခြင်းကိုမြင်တွေ့တဲ့အခါမှာသူကဘာလဲဆိုခဏလေးသူစိတ်ကဘာလဲဆိုပြောင်းလဲသွားတယ်ပေါ့နော်ဒါပေါ့နော်ပြောနေတနာတက်မဲ့ခြင်းပေါ့နော်ပညာတိုးပွားစေလို့သုံးပါတဲ့ပညာတိုးပွားစေလို့သုံးပါဒါကတော့ပြောမယ်ဆိုရင်ဒီအသီးကိုစားခြင်းအပြင်ဒီအရာကိုလှုပ်ဆောင်ခြင်းအပြင်နှစ်သက်ဖွယ်သောအပြင်ဖြစ်သည်ကိုမိမတင်မျိုးအသီးကိုရွေးစားရတဲ့ပထမဦးဆုံးဘုရားရဲ့အပြစ်ကိုစတင်ပြီးတော့ပေါ့နော်ချိုးဖောက်ခဲ့ရပါတော့။ဒါဆိုရင်တင်ဝပေါ့နော်တင်ဝအပြစ်ရဆိုရင်တက်မဲ့ခြင်းကနေပြီးတော့အစပြုဒါဆိုတော့ကျမတို့လူသားတွေစတင်ပြီးတော့ပြစ်မာတဲ့အခါမှာလည်းတက်မဲ့ခြင်းပေါ့နော်။ဒါကြောင့်မထမကြိုင်ခန်းကြီး20အပိုင်းငယ်ဆက်ကိုမှာဆိုရင်တဲ့တင်းဖျားတကြီးထာဝရဘုရားနာမတော်ကိုမူတန်နေဆောင်၍မမို့ဆိုရင်အကြောင်းမူကနာမတော်ကိုမူတန်နေဆောင်၍မို့ဆိုတော့သူကိုအပြစ်မရှိဘူးထာဝရဘုရားမတ်တော်မမှုတဲ့လိန်လေကြီးကအရင်လိန်လို့ကောင်းတယ်ပေါ့နော်ဒါကပေါ့လူသားတွေကျမတို့အခုခေတ်ပေါ့နော်2026ဆိုကျမတို့ရဲ့ logo ကဘာလဲဆိုလင်လေချင်းပဲအဲဆိုဒီကဝယ်လာတာတစ်မျိုးဒီမှာဟိုမှာပြောတာတစ်မျိုးပေါ့နော်အရင်ကိုလိန်လေပုတ်ပတ်ပြီးတော့အောင်လာဘူးစီရလဲဆိုစာရင်စီကရှားခဲ့တဲ့အရာပေါ့မကောင်းတဲ့အပြစ်တွေပေါ့နော်ကျမတို့ဒါကြောင့်မလို့တဲ့တက်မှတ်ခြင်းမရှိနဲ့တဲ့တက်မှတ်ခြင်းမရှိပါနဲ့တဲ့နောက်တစ်ခုကကြတော့ပေါ့နော်ယောမခန်းကြီး7ပိုင်းငယ်7မှာဆိုရင်သခင်ယေရှုခရစ်တော်ကိုယူတင်ဝတ်ဆောင်ကြလို့တဲ့ကိုကာယဤတက်မှတ်ခြင်းအလုံးမှာမကြံစီကြနေတဲ့ဒါကဘာလဲဆိုတော့ကျမတို့ရဲ့အပြည့်အစာပြီးပဂတိသဘောကိုပြည့်စုံစေဖို့မကြံစီနဲ့ဆိုပြီးတော့ကျမတို့ကိုပေါ့နော်ဒီကျမ်းစာလေးအဖြစ်ပြပြချင်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒီနေ့ကျမပြင်ဆင်လာတဲ့အကြောင်းအရာလေးကိုကျမပြင်ဆင်တဲ့အခါမှာဘယ်လိုနာမည်ပေးထားလဲဆိုတော့ပေါ့နော်ပါလဲကျမတို့ကပေါ့နော်အခုနပြောသလိုပဲပေါ့နော်နာခံမှုရှိခြင်းပေါ့နော်နာခံမှုရှိခြင်းလို့ပြောတဲ့အခါမှာကျမတို့ကဘယ်အရာကိုပြန်ပြီးတော့မြင်တွေ့ရလဲဆိုအခုကျမတို့2026မှာကြုံတွေ့ရတဲ့အရာပေါ့နော်ကြုံတွေ့ရတဲ့အရာကို online ကနေတော့ Zoom ကနေတော့တက်ရောက်တဲ့ဒီမှာပြည့်တဲ့တွေရှိတယ်အခုချိန်မှာလည်းမီးတွေအရင်ပြတ်နေတယ်စီစီရတပလင်းကို1လီတာကို1000လုံးတက်နေတဲ့အချိန်စီစီတက်တဲ့နောက်ဖြစ်လာတဲ့အရာတွေအကုန်လုံးအတက်ကြီးပဲ။ဘာလဲဆိုတော့စီတက်တဲ့အခါမှာစကားကြိတ်နေဆယ်ဖြစ်ဖို့အတွက်စကားကိုစက်တဲ့အခါမှာဘာလဲဆိုတော့လက်ရတဲ့အခါမှာစီစီကအရင်တက်တဲ့အခါမှာဆက်နဲ့လက်နေတဲ့လူတွေကတက်နိုင်တယ်။ဘာနဲ့ပြန်လက်လဲဆိုတော့မွားရည်နဲ့လက်ရမယ်လူတွေနဲ့နေပြီးတော့ကျင်းမယ်ကျမတို့ကဘာလဲဆိုစက်မှုကနေပြီးတော့ဘာလဲဆိုအခုနောက်ပိုင်းပေါ့နော်လူရင်းမြစ်ကိုတဖြည်းဖြည်းနဲ့တိုးတက်ပြီးတောင်းလဲသွားတာပေါ့နော်ဒါဆက်တော့ရမ်းမယ်ပေါ့နော်ကျမတို့လူသားပေါ့နော်လူသားတွေကအရင်ကိုပေါ့နော်မြင်တွေ့ရတဲ့အရာလေးပေါ့နော်ဒါကြောင့်မို့တစ်ခုပြီးတစ်ခုကျမတို့ရဲ့ကက်ကြီးရေစိုက်တယ်အချို့သောနေရာမှာပေါ့နော်စစ်ဘေးတက်နေတက်ရောက်တယ်ကျမပေါ့နော်ဒီ online မှာဆိုကျမတွေ့ရပါတော့ Israel နိုင်ငံမှာဆိုဘယ်ကနေဘယ်လိုလာမဲမသိတဲ့ကြီးကနေအုပ်စုလိုက်ကိုကြာရောက်လာတယ်ပေါ့နော်အရင်ကကြောက်စရာကောင်းတဲ့ခြေတွေကိုကျမတို့ကကြုံတွေ့နေရတယ်တဦးနဲ့တဦးမြစ်တာရှိဖို့အတွက်ဘုရားသခင်ကပေါ့နော်လိုအပ်တဲ့ခါမှာအငယ်ဆုံးသူကိုပြုစုဖို့အတွက်ကျမတို့ကိုပေါ့နော်ဘုရားကဘာလဲဆိုတော့ဂတိတောင်းထားတာပေါ့နော်လောက်ခိုင်းထားတယ်ဒါပေမဲ့ကျမတို့အသက်တာမှာပေါ့နော်ကျမတို့ရဲ့အိမ်အပြင်ဘက်မှာပြောတဲ့အတွင်းဘက်တာမှာကျမတို့
မနှဲမနှောပေါ့နော်ကျမတို့လှုပ်ဆောင်နေရတဲ့အခြေအနေကိုကျမတို့ရောက်ရှိနေပြီပေါ့နော်ဒါကြောင့်မို့ဒီနေ့မှလည်းပေါ့နော်ကျမတို့ရဲ့တက်တာမှာဒီလိုခက်ခဲနေတဲ့အချိန်ကျမတို့ဘုရားစကားကိုနာခံနိုင်လားပေါ့နော်နာခံစနစ်တိုးတိရှိအတွက်တာရီကောင်းဘုရားသခင်ကကျမတို့ကမင်းငါကိုဘလောက်ပဲပူဇော်ပါစေငွေကြေးတော့၎င်းမင်းတက်နိုင်တဲ့အရာတွေဘလောက်ပဲပူဇော်ပါစေဒါပေမဲ့ကျမတို့ရဲ့တက်တာမှာဘုရားသခင်ကဘာကိုလို့ဆိုနာခံခြင်းရှိဖို့လိုတယ်တဲ့ဘာဖြစ်လို့အဲ့ဒါလေးပဲငါ့ကိုလုပ်ပေးပါတာခံခြင်းဒီတိုးတိရှိအတွက်ကောင်းတဲ့တခုခုကိုကျမတို့လုပ်တော့မယ်ဆိုတော့နော်၃ခါလောက်စဉ်းစားလိုက်ဒါအဆင်ပြေလားဒါကဖြစ်နိုင်လားဒါကပေါ်ဖြစ်တဲ့အခါကျမတို့အဲ့လိုမျိုးပေါ့နော်စဉ်းစားဆင်ခြင်ပြီးမှအကြောင်းအရာတစ်ခုကိုကျမတို့နော်ရေးဆွဲခြင်းတယ်ပေါ့နော်တခါခါဆိုရင်ပေါ့နော်ဒီဓမ္မရဆိုရင်တတိယဆောင်အခန်းကြီး7မှာပေါ့နော်အခန်းကြီး7အပိုင်းငယ်ခုနှစ်ကနေပြီးတော့ကျမတို့ဒီအပိုင်းငယ်ခုနှစ်ကနေပြီးတော့ကျမတို့24ကိုကျမတို့ကြည့်မယ်ဆိုတော့ပေါ့နော်ဇေရဒရာမြို့ရဲ့မုတ်ဆိုးမလို့ပြောတဲ့အခါမှာမုတ်ဆိုးမလို့ပြင်တာနဲ့ကျမတို့ကဗာလဲယောက်ျားခင်မွန်းတယ်တည်ပြီးတော့တယောက်တည်းရုံးကန်ပြီးတော့ဖက်ဖက်နဲ့ရှာဖွေစားတော့ရတဲ့တော့ကျမတို့ကအေးမြစ်ပေါ့နော်ဒါပေမဲ့တဲ့ဒီအကြောင်းအရာလေးမှာဆိုပေါ့နော်နောက်တစ်ဖက်မိုးမွေရတော့ကြောင့်ချောင်းရီခန်း6လေဤတဲ့ဒီအရာလေးကပေါ့နော်အေလိကိုပေါ့နော်အေလိကိုဖျားသခင်ကအေလိယကိုဖျားသခင်ကဗာလဲဆိုတော့ဒီအရန်ကိုခတ်ခဲပြီးတော့စားဖွေစားတော့စရာမရှိတဲ့နေရာကိုဖျားသခင်ကသူ့ကိုပို့ဆောင်လိုက်တာပို့ဆောင်လိုက်တဲ့အခါမှာပေါ့နော်ထိုအခါတဲ့ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ရောက်လာသည်ကအေလိကိုတင်ထလောဇီးရုံမြို့ဇေရဒရာမြို့သို့သွား၍နေလောတဲ့ထိုမြို့မှနေသောမုတ်ဆိုးမတယောက်သည်တင့်ကိုကျွေးမိမိအကြောင်းငါမှာထားပြီဟုမိတ်တော်မူသည့်အတိုင်းမုတ်ဆိုးမလို့ပြောတဲ့အခါမှာလေကျမတို့တစ်ခါတစ်ခါကျမတို့အသက်တာမှာလေသူတို့တွေကအယံကိုကောင်းကြလေသူတို့တွေကပေါ့နော်ဒီຢာလေးမှာဆိုရင်ပေါ့နော်သူအဲ့လိုမှာထားနေအေလိယသည်တဲ့ထားရဲ့ဇေရဒရာမြို့သို့သွား၏တဲ့မြို့တကားသို့ရောက်တော့ကမုတ်ဆိုးမသည်ချင်းခွေလဲရှိပြောမယ်ဆိုအဲ့ဒီအချိန်မှာပေါ့နော်သူပထမဦးဆုံးမြို့တကားကိုရောက်ချင်းမုတ်ဆိုးမမလည်းသူမသိဘူးဒီမုတ်ဆိုးမကမနော်ချင်းခွေတယ်တဲ့အဲ့အချိန်မှာပေါ့နော်အေလိယတွေးလိုက်တဲ့အခါမှာချက်ချင်းပဲသူကတိသွားတယ်အေလိယကချက်ချင်းပဲငါတောက်စရာရေအနှဲငယ်ကိုခွက်နေယူခဲ့ပါလားသူကလမ်းအော်ပြီးတော့ပြောတယ်မိမသည်ရေကိုယူခြင်းကသွားစဉ်နဲ့တဖန်ဟေ့၍မုတ်တစ်ဖက်ကိုလည်းတင်လက်နိုင်ယူခဲ့ပါဦးဆိုပြောရမှာဆိုအရန်ကိုရှားပါတဲ့အချိန်မှာလေကိုကရေတောက်နေတယ်ရေစားပါဆိုမှရေတောက်နေတဲ့အချိန်အဲ့ဒီအချိန်မှာပေါ့နော်ကိုရေနဲ့တောင်းတောက်ရင်ပေါ့နော်ဒါလည်းပေါ့နော်ရေဝယ်လို့မရတဲ့နေရာသွားပြီးတော့တောက်စရာမရှိရနေဆိုမပေးချင်ကြဘူးပေါ့နော်မပေးချင်ဒါပေမဲ့ဒီအမျိုးသမီးမှာဆိုဒီလိုမိုးကောင်ရေရှားအစားတောက်ရှားပါနေတဲ့ကာလမှာအေးလိတောင်းတဲ့အခါမှာလေဘယ်လိုမျိုးနဲ့များပေးလဲလို့ကျွန်မတွေးတော့မတွေးတတ်ဘူးပေါ့နော်သူရေကိုချက်ချင်းပဲသူပေးတယ်ရေကိုယူပေးဖို့သူသွားတဲ့အခါမှာအေးလိကထပ်ပြီးတော့ဗာလဲဆိုတော့မုတ်တစ်ဖက်စာပါငါအတွက်ယူလားဆိုပြီးတော့သူကပြောတယ်ပေါ့နော်အဲ့အချိန်မှာပေါ့နော်မင်းအပိုက်ငယ်ဆက်နေမှာမိမကလည်းတင်ဤဖျားသခင်ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်းတဲ့ဘုရားကမရှိဘူးတဲ့ဖျားသခင်ကအသက်ရှင်တယ်ဒါဆိုပြောမှဆိုဒီအမျိုးသမီးကမြို့တုစစ်တုကိုကိုရတဲ့လူအခြားသောမျိုးနွယ်စုကလူတယောက်မှသိတာတယ်ဘာလဲဆိုတော့အိလိယကိုသူဘာမှမသိဘူးဒါပေမဲ့ဘာလဲဆိုတော့ तू ကသိတာဆိုတော့တခြားအမျိုးသားတွေကဆိုတာ तू ကကောင်းကောင်းသိတယ်အဲ့ဒီခါမှာပေါ့နော်ဒီအမျိုးသမီးကပြောတယ်တင်ဤဖျားသခင်ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်းတော့မုံညက်တဆုပ်ဘူးနိုင်စီနေငယ်တာရှိတယ်မုံညက်ကတဆုပ်လက်တဆုပ်စာဘူးမစီနေနေလေးပေါ့နော်ကျမနဲ့တားငယ်အဖိုးတဲ့ဘိုးပုံစားပြီးတေဖို့ထင်းစားနဲ့ချောင်းကိုယူခွေပါတယ်ထင်းလာခွေတာတဲ့ကျမတို့စဉ်းစားကြည့်မယ်နော်အရင်ကရေရှားတဲ့နေရာကိုကျမတို့ရောက်ပြီးတဲ့လူတွေရှိမယ်ဒီကချိုးဖို့တောက်ဖို့ခွက်ချိန်တဲ့ကိုကျမတို့စီစဉ်နေတာအဲ့ဒီနေရာမှာအသက်ရှင်တဲ့လူတွေလည်းအရင်ကိုခိမ့်မယ်အမှန်ပေါ့ထင်းစားနဲ့ချောင်းကိုယူခွေပါဤဟုပြန်ပြောဤတဲ့တဖန်ပါလဲဆိုတော့အေလိယကတဲ့မစိုးရင်နဲ့တင်ဆိုသည့်အတိုင်းသွားရပြုလို့မစိုးရင်နဲ့သွားတဲ့လှုပ်ဆောင်ရှိတဲ့အရာကိုလုံးတဲ့ဒီຢာလေးကဖျားသခင်ကကျမကိုဘာကိုကျမတို့ရဲ့တက်တာမှာတင်ပြတယ်ဆိုကျမတို့ကလှုပ်ရှားရှိတဲ့အရာကိုလုပ်ရမယ်ပေးစရာရှိတဲ့အရာတော့၎င်းလှုပ်ချင်တဲ့အရာတော့၎င်းအဲ့ဒီအရာကိုလုပ်ရမယ်အဲ့ဒီတိုင်းသွား၍တင်ဆိုသည့်တိုင်းသွား၍ပြုလို့တို့ရတွေငါဖို့မုံငယ်တပြားကိုအရင်လှုပ်၍ယူခဲ့မုတ်ကိုတော့အရင်ယူခဲ့လို့ပြောလဲတဲ့ဒီနေ့တင်အဲ့လိုပေါ့နော်သူကဘာပြောလဲဆိုတော့ငါ့ကိုလှုပ်ပြီးရင်တဲ့နောက်မှာတဲ့တင်နဲ့တင့်တာငယ်အကိုလှုပ်လို့အဲ့ဒီအရာလေးကကျမတို့ကဘာလဲဆိုတော့ဖះလို့ကိုလှုပ်တဲ့အခါမှာ
ကျမတို့လှုပ်ဆောင်မယ့်အရာတစ်ခုစီတယ်မှာတော့လည်းကောင်းလှုပ်ပေးရမယ့်အတာကိုရှင်ကျမတို့လှုပ်လိုက်ကျန်တဲ့အရာကိုဖျားခင်ကသူ့ကိုဖြည့်ရှင်းပေးတယ်အဲ့လိုဖြည့်ရှင်းကြတဲ့အခါမှာလည်းဣသရေလအမျိုးကြီးဖျားခင်ထာဝရပြန်မိတော်မူပြီးသားတဲ့ထာဝရဘုရားသည်မြေပေါ်မှာမိုးရွာစေတော်မူမိတံအိုး၌ရှိသောမုန်ညက်မကုန်းတဲ့ဘူး၌ရှိသောစီမရောရဟုမိတော်မူဆောင်ကိုစင်ဆိုပြီးတဲ့ဒီຢာလေးကဘာလဲဆိုတော့နော်ကျမတို့တွေမုဆိုးမလို့ပြောတဲ့အခါမှာပေါ့နော်အဲ့ဒီမုဆိုးမတွေကိုကျမတို့ကြည့်လိုက်သူတို့မွေးလာတဲ့သားသမီးတွေတော့လည်းကသူတို့တွေပြည့်စုံပြိုးထောင်ခဲ့တဲ့အရာတွေတော့လည်းကအရန်ကိုတမိုးကြီးမားပြီးတော့ပေါ့နော်တကယ်ကိုခွန်အားရစရာအကြောင်းအရာရှိရဆိုတာကျမတို့မြင်တွေ့ရတယ်။ဒါကြောင့်မို့သူဘာလဲဆိုသူဘာမှမပြောတော့ဒီဦးကြီးသမီးကသူဘာလဲဆိုတော့လုပ်ပေးမယ်ပေးလိုက်မယ်။တကယ်ပဲပေါ့နော်အေလိယကလည်းသူ့ကိုထပ်ပြီးပြောလိုက်တယ်။ဘာလဲဆိုတော့ဣသရေလအမျိုးဖျားသခင်ထာဝရဘုရားမိတော်မူသည်လားတဲ့။ထာဝရဘုရားဒီမြေပေါ်မှာမိုးရွာစေတော်မူကြအောင်။မြေကြီးပေါ်မှာလုံးဝမိုးမရွာစေဒါပေမဲ့အဲ့လိုမိုးမရွာပေမဲ့အိုး၌ရှိသောမုန်ညက်မင်းတို့အိုးထဲမှာရှိတယ်မုန်ညက်တော့မှမကုန်ဘူး၌ရှိသောစီမရောရဟုမိတော်မူကြောင်းစစ်ဆိုပြီးတဲ့ဒါဘာလို့ဆိုတော့အိလိယကသူ့ကိုကျူးမွေးခြင်းအဖြစ်ရရှိလာတဲ့အကျိုးကျေးဇူးကိုဘောနော်သူကပြောတယ်အဲ့ဒီအရာလေးကကျမတို့ဘတ်သက်ထမှာဘာလို့အခုလိုခိန်းဆွေးရတဲ့ကာလမှာကျမတို့ကျွေးစရာမွေးစရာတွေလူစရာတွေနဲ့ကြုံရမယ်အဲ့ဒီခါကျရင်ပေါ့နော်ကျမတို့ကဒီအေလိယကအမှန်တော့ဘုရားသခင်ကဒီဇီရိုဒရာမျိုးကမုတ်ဆိုးမကိုအေလိယကိုဆေလွတ်တယ်ဆိုတော့သူအကြောင်းရှိတယ်။ဒါကြောင့်ကျမတို့စီကိုဆေလွတ်တဲ့ခါမှာအကျိုးနဲ့အကြောင်းဆိုတာရှိတယ်။အလဟတ်တဖျားကိုဆေလွတ်တာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလိုဆေလွတ်ပြီးအေလိယရောက်တဲ့ခါမှာဒီအမျိုးသမီးနဲ့ဒီတားဖြစ်တဲ့သူကမတည်ရတော့ဘူး။ဘာလို့ဆိုသူတို့ကချင်းခွေပြီးတော့ထင်းနှစကိုခွေပြီးတော့မုံရက်တဆုပ်စာနဲ့စီလေးအနေငယ်နဲ့ရိုက်စားပြီးတော့တည်ရမယ်။ဘာမှစားစရာမရှိဒါပေမဲ့အဲ့ဒီအတွက်ကိုအဲ့ဒီအရာကိုဘုရားသခင်ကတည်တယ်။ဒါကြောင့်မိုးဆိုးမတွေနဲ့အငယ်ဆုံးသောသားသမီးတွေကိုဘုရားကကြည့်ရှုတယ်ဆိုတော့မုံဆိုးမကိုဘုရားကကြည့်ချင်လို့တဲ့အေလိယကိုဆေလွတ်တယ်အေလိယကိုဆေလွတ်တယ်ဒါကြောင့်မို့အဲ့ဒီကိုရောက်တဲ့ခါမှာအေလိယပါလဲမုတ်ပြားအရင်လုတ်ပေးရေယူခိုင်းတယ်မုတ်တပြားလုတ်ပေးတယ်ပြောရမှာဆိုရင်အဲ့ဒါပြီးလဲစားအေလိယပြောတယ်သူ့ကိုလုတ်ပေးတယ်လုတ်ပေးပြီးရလာတဲ့မကိုသူကလည်းဆိုတော့မိုးမရွာတဲ့ကာလပတ်လုံးလုံးဝမိုးမရွာအောင်အဲ့ဒီကာလပတ်လုံးမှာမင်းတော့မှအစာရေးစားငှက်ပြက်ကြီးခေါင်းမချင်းနဲ့မကြုံရဘူးတဲ့သူကမိတ်တယ်ဖုံဖုံဆမတီတွိုင်းအေလိယစကားအတိုင်းပြီးအေလိယနဲ့တကွကိုယ်တိုင်မှစားအိမ်သူအိမ်သားဆိုဒီအင်နကာလပဲလို့ဆက်ကြ၏တော့မှသူ့အိုးထဲမှာဘောနော်သူ့ရဲ့အိုးထဲမှာစီမရော့ဘူးမုတ်ညက်မကုန်ဘူးပေါ့နော်ဒါပေါ့နော်အန်အောစရာဖြစ်ရပေါ့နော်ဒါကြောင့်ကျမတို့ခင်းဆိုးတဲ့ကာလမှာခါလေးစားကျမတို့အိမ်မှာလည်းအဲ့ဒါတွေအများကြီးလာတဲ့အချိန်ရှိမယ်ခါကြလူတွေအများကြီးကွဲတက်မှတ်ထားတဲ့စံစည်းတွေကအရင်ကြီးနေတယ်တနေရာနဲ့တနေရာအရန်ကိုသွားလာဖို့အတွက်ခက်ခဲနေတဲ့အချိန်မှာကျမတို့ဘာကိုလုပ်လဲပေါ့နော်ဒါတော့ကျမတို့ကအရင်ပြောမှုတယ်သူကမင်္ဂလာဆောင်ပြီးတော့ပေါ့နော်သူအဲ့လိုခရီးသွားတဲ့အခါမှာတဲ့သူပထမဦးဆုံးရောက်တဲ့အိမ်ကဘာလဲဆိုတော့သူရဲ့အတော်ပြည့်တဲ့သူအိမ်အဲ့ဒီအတော်ပြည့်တဲ့သူအိမ်ကိုရောက်တဲ့အဲ့ဒီတော်ရဲ့အိမ်ကရန်ကိုအကြီးကြီးပဲအမပေါ့နော်အတော်ရဲ့အတော်မယ်ဆိုသူ့ရဲ့ကျမအတော်ရဲ့ပေါ့နော်ကျမတို့လည်းဆိုအဖွားပေါ့နော်အဲ့ဒီတော်ဆိုသူရောက်တဲ့အိမ်ကနှစ်ဆောင်ရဲ့အိမ်အလုံးပဲကြီးမားတယ်အဲ့လိုကြီးမားတဲ့အိမ်မှာသူကတဲရတဲ့အခါမှာဒါပေမဲ့သူတို့ခင်းစားတဲ့အခါမှာသူတို့ဘာလဲဆိုတော့ဘာကိုမြင်ရလဲဆိုတော့အိမ်တော်ကွင်းမှာရှိတယ်မပြောဘူးထားမပြောဘူးတော့မပြောဘူးလီလီချမတ်စိန်ပြင်းနေစားပေါ့နော်အဲ့ချိန်မှာတော့သူ့ရောစားပြတဲ့သူကပေါ့နော်ပေါ့နော်ငါတို့တွေတဲ့ပေါ့နော်ဟိုပေါ့နော်တနေရာပေါ့နော်ဘယ်သူရှိသေးလဲပေါ့နော်ဒီချိန်မှာအတော်ပြတဲ့သူကသူ့ရဲ့ဦးလေးဖြစ်တဲ့သူသူလေးရပြီအဲ့ကိုအလေသွားစားရအောင်ဆိုပြီးသူကညနေဆောင်ဆင်သူအလေသွားတယ်အလေသွားတဲ့ခါမှာဦးလေးတို့ရဲ့အိမ်ကပေါ့နော်သူ့ရဲ့ဦးလေးအိမ်ကဆိုအရန်ကိုမပါတယ်ပေါ့နော်ပြောရမယ်ဆိုဒီနေ့ကိုအကအရင်ကြီးနဲ့နေထိုင်တယ်ပေါ့နော်အဲ့လိုနေထိုင်တဲ့ခါမှာသူတို့အိမ်ကိုနေသွားတဲ့ခါမှာဒါပေမဲ့သူတို့ကအဲ့ဒီကိုရောက်တဲ့ခါမှာဘာကိုမြင်တွေ့ရလဲဆိုတော့ပေါ့နော်အဲ့ဒီအဖိုးတွေအိမ်မှာရောက်တဲ့ခါမှာသူတို့ကဘာလဲဆိုသူတို့မှာရှိတဲ့ချက်ပေါ့နော်တက်ပြီးတော့ပေါ့နော်အတော်တို့ဒီနေများနေရကိုပေါ့နော်ဇနီးမောင်နဲ့ချက်ကျွေးတယ်ပေါ့နော်အဲ့ဒီຢာလေးကကျမတို့ဘာကိုမြင်တွေ့ရလဲဆိုတော့တခါတလေကြာရင်ကျမတို့ကလူမြင်သဘောနဲ့ကြည့်ကျမတို့ကဟိုရင်ကိုကြည့်ရတယ်ကြည့်ကြတယ်အများစုကဒါပေမဲ့ဖះကကျတော့အဲ့ဒါကြီးဆက်ကြည့်ပဲကျမတို့ရဲ့နှလုံးသားကိုပဲကြည့်ကျမတို့အပေါ်ယံမှာကောင်းတယ်တော်တယ်လှပခြင်းတွေရှိတယ်ဒါပေမဲ့ဖះကအဲ့ဒီအရာတွေထွန်းဖောက်ပြီးတော့နှလုံးသားကိုကြည့်တတ်တယ်ကြည့်တတ်တဲ့ခါမှာလည်းဖះကလေတကယ်ကိုပဲအရန်ကိုကောင်းမြတ်တဲ့ဖះပေါ့နော်ကျမမြင်တွေ့ရတယ်ပေါ့နော်ဒါကြောင့်မို့ပေါ့နော်ဒီအေလိယရဲ့အသက်တာမှာလည်းပေါ့နော်
ဒီမုဆုမကိုသူစေလို့တယ်ဆိုတာအလဟတ်တမဟုတ်ဘူးမုဆုမဒီမိုးခေါင်ရရှာကာလပတ်လုံးမှာကောင်းမှုကိုစားတတ်ဖို့အတွက်ဘုရားကစေလို့ခြင်းဖြစ်တယ်။ဒါကြောင့်မို့ဘုရားသခင်ကကျမတို့ကိုစေလို့တဲ့နေရာတိုင်းမှာပေါ့နော်ဘုရားကဘာလဲဆိုတော့အဲ့ဒီအရာတိုင်းတစ်ခုစီတိုင်းကိုကောင်းစီပေးပြီးသားဒါကြောင့်မို့ကျမတို့ကမှန်ကန်တဲ့နှလုံးသားနဲ့အသက်ရှင်ဖို့အတွက်အရေးကြီးရပေါ့နော်ဒီဓမ္မရာဇဝင်တတိယဆောင်ခန်းကြီး7ခုအပိုင်းငယ်7ခုမှာဆိုရင်ထို့နောက်မှာအရှင်မ၏သားသည်ပြင်းစွာသောအနာရောဂါဆွဲသောကြောင့်အသက်ချုပ်ရဲ့ဒီအေလိကိုကူညီတယ်အကောင်းမွန်ဆုံးလုပ်ပေးပါတယ်ဆိုမှသားကတည်တယ်သားတည်တယ်ပေါ့နော်အဲ့လိုတည်တဲ့အခါမှာပေါ့နော်မိမကလည်းတဲ့အိုးဖျားသခင်ဤလူတဲ့ကိုရောဒီကျမနဲ့အဘယ်သို့ဆိုင်တယ်နည်းတဲ့စတင်ပြီးတော့ဆိုင်တယ်နည်းတဲ့ကျမအဖြစ်ကိုအောင်းမေး၍ကျမဤသားကိုတန်အံ့တော့ကကျမစီတို့ကြွလာလို့မှုတော့ဟုတ်အီလျာဆိုရဲတဲ့အဲ့လိုဆိုတဲ့အခါမှာတစ်သားကိုငါအားပေးလို့ဒီဆိုလေမိမရင်ဝင်တွေကရွေမိမိနေရအထက်ကန်းတို့ရောက်တဲ့ဖြစ်မိမိအိယာပေါ်မှာထားပြီးလင်းတဲ့ကျွန်ုပ်ဤဖျားသခင်ထားရတဲ့အကျွန်ုပ်ဒီကျွန်ုပ်တဲခိုသောအီမိုဆိုးမနာဘေးဘက်ပြူရဲ့တဲ့သူဤသားကိုတေးစီတော်မူ၏လို့ဟုထာဝရဘုရားကိုကြွေးကြော်လေ၏တတ်တဲ့အိမ်တဲ့တည့်ရဲ့အတိုင်းပေါ့နော်ချင်းချောင်းမကရအောင်ဆိုတော့ကဲလိုက်တဲ့ခါမှာဒုက္ခကြီးအကြီးကျယ်ရောက်တယ်လို့ပေါ့နော်ဒါကြောင့်မို့သခင်လာလို့ကျမသားတရားလားဆိုပြီးသူကအဲ့လိုပြောတဲ့ခါမှာအေလိယာကဒါကိုလက်မခံဘူးဘုရားသခင်ကိုသူကမေးလိုက်တယ်တဖန်နဲ့သူငယ်ပေါ်မှာတဲ့မိမိကိုယ်ကိုသုံးနေဆက်လက်ကျွန်ုပ်ဤဘုရားသခင်ထာဝရဘုရားဤသူငယ်ဤဝိညာဉ်ကိုတဖန်ဝင်စင်တော်မူမှာဟုထာဝရဘုရားကိုကြွေးကြော်ပြန်၏တဲ့အေလိယစကားကိုထာဝရဘုရားကြားတော်မူသူငယ်ဤဝိညာဉ်သည်ဝင်သည်ဖြစ်သူသည်အသက်ရှင်ပြန်၏တဲ့အသက်ရှင်ပြန်၏အေလိယသည်သူငယ်ကိုအထက်ခံမှအောက်သို့ယူသွား၍ကြည့်လို့တင်ဤဒါအသက်ရှင်ပြီဆိုလဲအမိနာအမိဒါကြောင့်လို့ပေါ့နော်ကျမတို့အသက်ကမင်းသက်ရှင်ခြင်းတော့လည်းကောင်းကယ်တင်ခြင်းအမှုရာကိုဖျားပြစ်တပိုင်းလေးလုပ်မှာအဲ့ဒီຢာကိုလှုပ်ဆောင်တဲ့ခါမှာကျမတို့ကသိတယ်ကျမတို့အကုန်လုံးသိတယ်ကျန်းနေလဲအကုန်လုံးကျင်ညက်နေအောင်ကျမတို့ကတက်တယ်ဒါပေမဲ့ကျမတို့ကလက်လျှောက်နိုင်လားဖျားစကားကိုနာခံမှုရှိလားဖျားခင်ကလေကျမတို့နဲ့အပေးအယူဆိုတာတဲ့ပေါ့နော်အရာတစ်ခုကိုလုပ်တဲ့ခါမှာကျမတို့ရဲ့နာခံခြင်းအသက်တာတော့လည်းကောင်းနောက်တစ်ခုကကျမတို့ရဲ့ယုံကြည်ခြင်းမင်းဘလောက်ငါ့ကိုယုံတယ်ကျမ်းစာထဲမှာကျမတို့ကြည့်မယ်နော်အာဗြဟံကိုဖျားသခင်သားလူမျိုးကြီးဖြစ်စေပဲဆိုပြီးဣဇက်ကိုပေးတယ်ပေးပြီးတော့ဖျားခင်ကပြန်တောင်းတဲ့ခါမှာပေါ့နော်အာဗြဟံတက်တာမှာလေကျမပေါ့နော်ဒါလူသားဖြစ်တဲ့လက်ပေါ့နော်တယောက်တည်းရှိပါဆိုဒီသားကိုပြန်တောင်းတယ်အဲ့ဒီအချိန်မှာပါလဲဆိုတော့သူကဒီသားကိုပေါ့နော်ပြန်ပြီးတော့ပေးလားဆိုတော့ပြန်ပြီးတော့ပေးတယ်သူချက်တည်းမှာဘယ်လိုမဲ့လို့ဖျားခင်ကဒီအရာတွေကိုပေါ့နော်ငါ့ကိုလူမျိုးကြီးပေါ့နော်ဒီသားကိုပေးပေမဲ့လည်းဖျားခင်ပြန်ပြီးတော့တောင်းတဲ့ခါမှာသူပေးတယ်မငင်းဘူးပေါ့နော်ဟဲ့မပေးဘူးသူစိတ်ထဲမှာအဲ့လိုမရှိဘူးဒါကဖျားခင်အကောင်းမှုဆုံးလို့ဆောင်ပေးမယ်ဆိုတော့သူယုံကြည်တယ်ဘာလဲဆိုတော့ကျမတို့ကဘာလဲဆိုသူလောက်ခိုင်းတဲ့ခါမှာယုံကြည်နဲ့နာခံမှုရှိပြီးတော့လှုပ်တဲ့အခါမှာလည်းတကယ်ပဲပေါ့နော်နောက်ဆုံးမှသူယုံကြည်တယ်ဘုရားသခင်သူယုံတယ်ဘာလဲဆိုတော့လူမျိုးကြီးဖြစ်စမဲ့ရာသူယုံတယ်အဲ့ခါမှာသူပေးတယ်ဒါကြောင့်မို့ကျမကဘာလဲဆိုတော့ဘုရားစကားကိုအရင်နားထောင်တယ်နားထောင်မှုတဲ့အခါမှာကျမတို့ကယုံကြည်မှုအရှိနဲ့ယုံကြည်မှုအပြည့်နဲ့နားထောင်ခြင်းအသက်တာဖြစ်ဖို့အတွက်အရေးကြီးရပေါ့နော်ဒါတော့မို့ဘုရားသခင်ကဘယ်ပူဇော်တကောင်မှသူတောင်းတာမဟုတ်ဘူးကျမတို့အသက်တာမှာပေါ့နော်နာခံမှုရှိတယ်တိုးထီးစီတဲ့ကောင်းတဲ့အရာကိုဖျားခင်တောင်းတယ်။ဒါကြောင့်မို့လို့ဖျားခင်ကကျမတို့ရဲ့ဒီပေါ်နော်ဆန်စကူတက်တဲ့အခါမှာပေါ့နော်ကလေးတငယ်လေးတွေမိဘတွေကလာပို့တယ်။လာပို့တဲ့အခါမှာကလေးတွေကမနေဘူး။စတက်ကစားဆိုရုံရင်းဆန်ကမ်းပဲပြေးလိုက်လွားလိုက်အော်လိုက်ဟစ်လိုက်နဲ့သူတို့အတွက်ဒီယာကြီးကပေါ့နော်အရန်ကိုမနေခြင်းနဲ့အရာကြီးဖြစ်နေတယ်ပေါ့နော်။ဒါပေမဲ့ကျမကတခါလေးကသူတို့အကြံပေးတယ်အလားလို့ဆန်စကူလာတက်တဲ့အခါမှာလို့ပေါ့နော်ပထမဦးဆုံးပေါ့နော်တစ်ခါနှစ်ခါလောက်ကလေးနဲ့အတူထိုင်တဲ့ဘာလဲဆိုတော့ကျမတို့ကသူတို့ရဲ့ဝิญဉ်ရမြင့်တက်ဖို့လည်းကျမတို့ကပေးဆက်ရတယ်။ကျမတို့ငငယ်တောင်ကလည်းကျမတို့ဘောက်ကကျမတို့ကိုဘုရားကျောင်းကိုရောက်ဖို့အတွက်ဗိမာန်တော်ကိုရောက်ဖို့အတွက်အရန်ကိုဝေးလံတဲ့နေရာကနေလမ်းလျှောက်ပြီးတော့ကျမတို့ကိုသွားရတယ်။မနဲ့အစောကြီးကျမတို့ကိုခေါ်နိုးတယ်။နဲ့ဆိုသူချက်ပြုတ်တယ်ပြီးတော့ကျမတို့ကိုဗိမာန်တော်ကိုလိုက်ပို့တယ်။ဘာလဲဆိုတော့အဲ့ဒီလိုအတွက်ကျမတို့တက်တာမှာယုံကြည်မှုဆိုတာရှိလား။ယုံကြည်မှုဆိုတာလွယ်နဲ့သူစိုက်ခဲ့တာမဟုတ်ဘူးကျမတို့ကိုမျိုးစိတ်ချေခဲ့တာမဟုတ်အဲ့ဒီအရာတွေသူအများကြီးပေးဆက်ရသူရဲ့အချိန်ကြီးတော့လည်းကောင်းသူရဲ့ငွေကြေးနောက်ပြီးတော့သူရဲ့ဘယ်လိုပြောလဲဆိုတော့နော်ကျမချင်းအကုန်လုံးကိုပေးဆက်ပြီးမှဒါပေါ့နော်ကျမတို့ထင်ပါဆိုကျမပေါ့နော်တပွေအဲ့ဒီအရာကတော့တစ်ခါတလေကြာရင်ကျမတို့ပါလို့ကောင်းတဲ့မြေမှာကြောက်ဖို့အတွက်အရေးကြီးရပေါ့နော်ကောင်းတဲ့မြေအဲ့လိုမြေကြောက်ဖို့အတွက်မကောင်းတဲ့မြေမှာကြာလဲအဲ့ဒီအတီးကိုပါလဲဆိုတော့မကောင်းတဲ့မြေတွေကိုဖဲပြီးတော့ပြန်ပြီးတော့ပြုစုပြထားတဲ့အရာရှိတယ်ဒါကြောင့်မို့လို့ဘယ်တော့မှစိတ်မသိနဲ့ယုံကြည်ခြင်းဆိုတဲ့အမွေကတခါလေးကြာရင်ကျမတို့အသက်တင်ဘုရားသခင်ကပါလဲဆိုတော့
ဒီအရာကိုပေးတဲ့အခါမှာပေါ့နော်ပေးဆက်ခြင်းဆိုတာရှိတယ်ပေါ့နော်ဥပမာပြောမယ်ဆိုရင်စပားတစ်စီးကိုစိုက်တော့မယ်ဆိုရင်ဒီစပားစိုက်မဲ့အပင်ဟာပေါ့နော်အပင်အသီးများစွာတီးဖို့အတွက်ကွဲခြင်းကိုခံရတယ်မြေကြီးထဲမှာစိုက်ပြီးဒီစပားကပါလို့ဆိုကွဲသွားတယ်ကွဲသွားပြီးမှသူ့မှာထွက်လာတဲ့အညောက်တွေကနေစပားကြီးကိုထွက်လာဒါကြောင့်မို့တယောက်ကအမြဲလို့ပေါ့နော်ကွဲအပ်ပြီးအနစ်နာခံပြီးလှုပ်ဆောင်မှလာလေဒီအရာတစ်ခုကဖြစ်မြောက်လာဆရာကြီးယူသားတယ်မြန်မာပြည်ကိုရောက်တဲ့ခါမှာပထမဦးဆုံး6နှစ်လုံးမှာပေါ့နော်ဒုက္ခများစွာကြုံတွေ့ရတယ်မိမလာဘူးရေမရှိတဲ့မြန်မာပြည်ကြီးရှုံနှုတ်ထူထပ်ပြီးတော့တကက်ကိုပေါ့နော်အရင်ဆိုင်မြေကြီးမှာဆရာကြီးယူသားတယ်ဘလောက်တောင်ရုန်းကန်နေရလဲပေါ့နော်အဲ့လိုမျိုးလှုပ်ဆောင်ပြီးတော့မှ6နှစ်ဆိုတဲ့အချိန်ကာလရောက်မှသာနေဦးမောဆိုတဲ့အဦးတီးတစ်ခုကိုတရားရှိဒါကြောင့်မို့လို့ကျွန်တော်တို့ဧဝံဂေလိတရားတွေလွယ်လွယ်နဲ့ကျွန်တော်တို့ဆိုကျွန်တော်တို့ပုံသက်သေးလေးလူတွေပေးဆက်ခြင်းတွေလူတွေမိသားစုတစ်ခုကကောင်းစားဖို့အတွက်တူးကြောက်ကအမြဲလို့ယူပေါ့နော်ကျမတို့ကိုယ်တိုင်တော့မှသခင်ဖြစ်တော်ကကျမတို့ကိုအပြစ်ကနေကယ်တင်ဖို့အတွက်သူ့ရဲ့ဝါရီတော်သားတော်ကိုလောကသားကိုဆေးလုပ်ပြီးအပြစ်အတွက်ရှစ်ကောင်ပြီးကျမတို့ပူဇော်ခံစီတယ်ဒါကြောင့်မို့ပေါ့နော်ကျမတို့ဘာသက်တာမှာလဲပေါ့နော်ဘုရားသခင်ကကျမတို့နဲ့တူတူအမြင်ရှိတယ်ကျမတို့ရဲ့အသက်တာမှာကျမတို့တယောက်တည်းမဟုတ်ဘူးကျမတို့ရှောင်လန်းရမယ့်အရှင်ခုစီတိုင်းမှာဘုရားသခင်ကအကောင်းမှုဆုံးလုပ်ဆောင်ပေးတဲ့တရားဆိုတာကိုကျမမြင်တွေ့ရတယ်ပေါ့နော်ဒီအရာနဲ့ပတ်သက်ပြီးပေါ့နော်ယမခကြီးစနစ်အနဲ့စနစ်မှာဆိုရင်မျောလေးလက်ဝန်းရကြတော့ဆင်းရဲဒုက္ခရဲ့တော့တာပြည့်ကြတော့စတောင်းခဏပြည့်စုံမှုပြည့်ကြတော့မျောလေးပြီးတော့ကျမတို့ဘာနဲ့ဆရာကြီးတွတ်တက်ဖို့အတွက်အရေးကြီးတယ်ခက်ခဲနေတဲ့ကာလမှာတော့ကျေးဇူးတော်ချီးမွမ်းတဲ့အသက်တာနဲ့ကျမတို့အသက်ရှင်မှုအတွက်အရေးကြီးတယ်ဆိုတာကိုကျမတွေ့ရတယ်ပေါ့နော်ဒါကြောင့်မို့ကျမတို့ဘဝအသက်တာမှာလည်းပေါ့နော်ဘုရားသခင်ကကျမတို့အကောင်းမှုဆုံးနှလုံးသားနဲ့တာလေသူ့ကိုဟောပေါ့နော်ပူဇော်ပြီးတော့လှုပ်ဆောင်ခိုင်းစီခြင်းနဲ့ဘုရားဖြစ်တယ်ဆိုတာကိုကျမတို့အရေးကြီးတယ်ပေါ့နော်ဘုရားမပါဘဲနဲ့ကျမတို့ရှောက်တဲ့ခြေလန်းတိုင်းဟာတဲ့ကျမတို့ပေါ့နော်ခြေလန်းတော်မှမလန်းတင်မှုအရေးကြီးတယ်ဘုရားစီမှာစုမတောင်းထားဘူးဆိုရင်တိလုတ်တဲ့အရာတွေလို့ဆုံးရှုံးရတယ်ကျမတို့ကလည်းဆိုဘယ်အရာမဆိုပေါ့နော်ကျမတို့အလောက်ကတစ်ခုပဲဖြစ်ဖြစ်ပညာရေးတစ်ခုပဲဖြစ်ဖြစ်ကျမတို့ကအစမပြုတ်ခင်မှာပေါ့နော်ဖះနဲ့အတူတူရှောက်လန်းဖို့အတွက်အရေးကြီးတယ်ဖះမပါပဲတည်နေတဲ့ခြေတလန်းတော်မလန်းပါနေတယ်ဖះစီမှာစုမတောင်းထားဘူးဆိုရင်တင်လောက်ထားတဲ့အရာတွေပဲလေဆုံးရှုံးရတယ်ဒါကြောင့်ကျမလည်းပဲလေဆိုဖះတကယ်မလုတ်ဒီချင်းမလုတ်ခိုင်းနေရဆိုကျမဘောမှမလုတ်ချင်ဘောမှလည်းလုတ်ရင်အောင်မြင်မှာမဟုတ်ဘူးကျမသိရပေါ့နော်ဒါကြောင့်ဖះရဲ့မှုပေါ်ကိုကျမတို့ထွန်းရတဲ့ခါမှာသက်ဆုံးကြည့်ကြရင်ထွန်းရရမယ်ဆင်းရဲသည်ဖြစ်စေအိုသည်ဖြစ်စေနာသည်ဖြစ်စေကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေကျမတို့ကလောကဆိုတာငှက်သည်ဖြစ်စေပြက်သည်ဖြစ်စေကျမတို့ကဘုရားခင်ကသူ့လုပ်ကိုလုပ်တဲ့အခါမှာငှက်ပြက်တော့ဘုရားကမထားဘူးသူချစ်တဲ့သားသမီးကိုရှိနေတဲ့နေရာမှာကျမတို့ရွာမှာရှိလဲတယောက်ပဲရှိပါစေရွာမှာပါလဲဆိုကျေးဇူးတော်ချီးမွမ်းလိုက်ဒီချားလုံးမှာတယောက်ပဲရှိပါစေကျေးဇူးတော်ချီးမွမ်းတရွာလုံးမှာတမျိုးလုံးမှာတယောက်ပဲရှိပါစေကျမတို့ကျေးဇူးတော်ကိုချီးမွမ်းတတ်တဲ့အသက်တာဖြစ်ဖို့အတွက်အရေးကြီးတယ်ပေါ့နော်ဒါကြောင့်မလို့ဘုရားနဲ့ရှောက်တဲ့ခြေလန်းတာဟာဆိုရင်တဲ့တကယ်ကိုပေါ့နော်ကောင်းမြတ်ပြီးတော့ပေါ့နော်ကောင်းချီးမင်္ဂလာကိုခံစားရရှိနိုင်တယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်62ခုမြောက်သောစာလံအပိုင်ငယ်6မှာဆိုအကဲ့စစ်စစ်ဖျားသခင်သည်ငါဤကြောင့်ငါ့ကိုကတင်ခြင်းအကြောင်းငါခိုလုံရာဖြစ်တော်မူ၍ငါသည်လှုပ်ရှားခြင်းမရှိရတဲ့ဒါပါလဲဆိုတော့ဖျားသခင်ကျွန်မဥပမာလေးတစ်ခုနဲ့ပြောမယ်ဆိုပေါ့နော်တခါကပေါ့နော်ဒီသိင္ကမရှိမယ်ဒီသိင္ကမကြီးတွေကတဲ့ကလေးတွေကိုပြုစုပြောထားမှုချင်းမတူကြဘူးပေါ့နော်ဒီသိင္ကမကြီးကလေးတွေကိုဗာလဲပြုစုပြောထားတဲ့ခါမှာဆိုတော့ဘယ်လိုလဲအရန်ကိုပထမဆိုသိင္ကပေါ့နော်သူရဲ့အတိုက်တစ်ခုကိုစောက်လို့မယ်ဆိုပထမဦးဆုံးသူကပါလဲအရန်ကိုကြမ်းတမ်းနဲ့စူးချုံနေတစ်ကိုင်းနေယူပြီးတော့သူကပထမဦးဆုံးစောက်လုပ်တယ်တကယ်ကိုပေါ့နော်ကြမ်းကြမ်းတက်တက်ခိုင်ခန့်မြဲအရာတွေကစူးတွေပါစောက်လုပ်တယ်တဲ့အဲ့ဒီလိုဆောက်လုပ်ပြီးတဲ့အခါမှာဒုတိယတစ်ခေါက်အနေနဲ့သူကပါလဲဆိုတော့အရွက်ကျန်းတွေကိုသူအရင်ဦးဆုံးယူလာတယ်အရွက်ကျန်းနေတကယ်ကိုအရွက်ကျန်းတန်းနေတဲ့အရွက်တွေပေါ့နော်အရွက်ကျန်းနေယူလာပြီးတော့တခါတတိယတစ်ခေါက်မှာအရွက်နှုတ်လေးတွေကိုသူယူလာတယ်တဲ့အရွက်နှုတ်လေးတွေသူယူလာတယ်အဲ့ဒီခါမှာနောက်တစ်ဆင့်ပါလဲဆိုတော့သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကအမွေးချမ်းတွေကိုနှုတ်ပြီးတော့အဲ့ဒီအတိုက်မှာဖြန့်ပြင်းတယ်နောက်ဆုံးအချီကပေါ့နော်သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာနေအမွှေးနုတွေထပ်ပြီးတော့သူကပါလဲဆိုထည့်ပြီးတော့လုပ်ထားတယ်ပထမဦးဆုံးသိငှက်လေးတွေအကောင်ပေါက်လာပြီးအချိန်မှာပေါ့နော်ထုံးစံရသိငှက်လေးတွေပေါက်လာတဲ့အခါမှာပေါက်လာပြီးနည်းနည်းအတစ်အရွယ်လေးရောက်လာတဲ့အခါမှာပထမဦးဆုံးသိငှက်မကပါလဲဆိုအမွှေးနုတွေအကုန်လိုက်တယ်ဖ
ယ်လိုက်ပြီနော်အဲ့ဒီအချိန်မှာတင်းငယ်လေးတွေကသူတို့အတွက်အရန်ကိုစမ်းကြုတ်တဲ့အမွေးချမ်းနေနဲ့စတင်ထိတွေ့နေတဲ့အချိန်အဲ့ဒီခါမှာတဲ့နောက်တစ်ခါတဲ့တင်းငယ်မကဒီအမွေးချမ်းတွေကိုဖယ်လိုက်ပြန်ရောတဲ့ဖယ်လိုက်တော့တဲ့အမွေးချမ်းတွေကမှတင်းငယ်တွေကအောက်မှာပါလေဆိုတိရချမ်းတွေမှာရက်ကန်နဲ့ဖြစ်နေတယ်တဲ့ရန်ကုန်ငယ်လို့နေတယ်ဒါပေမဲ့တင်းငယ်မကြီးကအဲ့ဒါကိုသူကဘူးမဆိုင်ဘူးတဲ့တတိယတစ်ခါသူကပါလဲဆိုတော့တိရွက်6ခုကိုအကုန်ဖယ်လိုက်အဲ့ဒီခါမှာစတင်ပြီးတော့တင်းငယ်ကလေးတွေစတင်ပေါ်ပါလေရောဘာနဲ့တန်တွေ့လဲဆိုတော့သူတို့တွေပထမဦးဆုံးတွေ့တဲ့အခါမှာပေါ့နော်ဒီတကိုင်းကြီးရှာတဲ့အရာတွေစတွေ့တယ်နောက်ဆုံးချိန်မှာတင်းငယ်မကြီးကပါလဲဆိုတော့ဒီတကိုင်းကြီးကိုဖယ်လိုက်တော့ခါမှာတင်းငယ်လေးအတွက်အရန်ကိုငရဲပေါ့နော်ငရဲတမျှနှခြင်းရတဲ့ဒီစူးကြုံတွေစူးကက်တွေကိုင်းခက်တွေနဲ့စတင်ပြီးတော့ဖြစ်တယ်အဲ့ဒီမှာတင်းငယ်လေးတွေကစတင်ပြီးတော့အော်ဟစ်နေတယ်ဒီအရာလေးကပေါ့နော်ကျမတို့ရဲ့အသက်တာမှာပေါ့နော်ကျမတို့ကဖျားသခင်ကကျမတို့ရဲ့အသက်တာမှာပါလို့ဆိုတော့ပထမဦးဆုံးဆိုတော့ easy ဆုံးတဲ့အရာကိုကျမတို့ကိုပြီးနေဒါပေမဲ့ကျမတို့ကပါလို့တစ်ခုပြီးတစ်ခုစာမှုပွဲလေးတွေကိုဖျားကစစ်သွားတယ်စာမှုပွဲတွေကြားတဲ့ခါလည်းရှိရရှုံးတဲ့ခါလည်းရှိတယ်အောင်မရတဲ့ခါလည်းရှိတယ်ကြားရင်တော့ကြားတာပဲအောင်တော့အောင်တာပဲဒါကတော့နော်ကျမတို့ရဲ့ဒီပေါ့နော်ဒီအရာလေးကပေါ့နော်ကျမတို့အကြအရှုံးမိုးရှိဆိုတာမရှိဘူးဒီအရာကငါဖြတ်ကျော်နိုင်တယ်ဒီအရာကငါအောင်တယ်ဒါအောင်ပြီကြာသွားပြီးဒါကြတာပဲပေါ့နော်ဒါကြောင့်မို့ကျမတို့လူလောကမှာလည်းပေါ့နော်ကျမတို့နေထိုင်တဲ့အခါမှာလည်းကျမတို့ဘာကိုမြင်တွေ့ရလဲဆိုတော့အောင်မြင်ခြင်းရှိတယ်လို့ကြာဆုံးခြင်းရှိတယ်အဲ့ဒီအောင်မြင်ခြင်းကိုရဖို့အတွက်ကြာဆုံးခြင်းဆိုတာချင်းလည်းမများတာပေါ့နော်ဒါကြောင့်မို့သိပ္ပံပညာရှင်တွေအများစုလည်းပေါ့နော်သူတို့တွေတီထွင်မှုများစွာလုပ်တဲ့ခါမှာပေါ့နော်အချိန်မောင်းများစွာပေါ့နော်တီထွင်မှုများစွာလုပ်ပြီးမှသာလေအောင်မြင်မှုကိုရရှိဒါကြောင့်မို့အောင်မြင်တဲ့လူတိုင်းကိုမေးကြည့်လိုက်အောင်မြင်တယ်ဘယ်နှခါကြာရှုံးဘူးလဲဘယ်နှခါကြာရှုံးပြီးမှဒီနေရာကိုရောက်တာလဲပေါ့နော်ဒါကြောင့်မို့ကျမတို့အသက်တာမှာဘုရားသခင်ကကျမတို့ကိုပြည့်စုံပေးထားတဲ့ခါမှာဘယ်တော့မှလွယ်ကူတဲ့အရာတွေလည်းကျမတို့ကိုမပေးဘူးခက်ခဲတဲ့အရာတွေလည်းဘုရားသခင်ကပါလဲဆိုတော့လှုပ်ဆောင်ခိုင်းတယ်တင်းငယ်မကြီးတွေတင်းငယ်တွေကိုပြည့်စုံပေးထားတော့မို့ကျမတို့ရဲ့မိဘတွေရဲ့သားသမီးတွေပေါ့နော်ပြည့်စုံပေးထားတဲ့တက်တာကြီးဖြစ်ဖို့အတွက်အရေးကြီးတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့ရဲ့အသက်တာမှာတဲ့ကျမတို့ကပါဆိုဖခင်နဲ့တူသွားလာတဲ့အခါမှာကြုံတွေ့ရတဲ့အရာတစ်ခုစီကကျမတို့ရဲ့စာမှုဘက်တစ်ခုစီတာ level တစ်ခုစီတိုင်းကိုကျမတို့တက်ရောက်ရတယ်ဒီအရာကိုရဖို့အတွက်ပေါ့နော်ဖခင်စီမှာကျမတို့ကဆိုနာခံမှုရှိရတဲ့တာဖခင်ကစာမှုဘက်စစ်တဲ့အခါဒီလူကစာမှုဘက်စစ်မယ်ဆိုပြီးတက်စစ်တာမဟုတ်ဘူးကျမတို့အသက်တာမှာဖခင်ကိုဘယ်လောက်နာခံလဲဖခင်တို့ဘယ်လောက်လှုပ်ဆောင်လဲကြတာပေါ့နော်ကျမတို့လည်းစာမှုဘက်ဖြစ်တာ motivation ဆိုတာမရှိကြရင်ကြတာပဲဒါကြောင့်မို့ဣသရေလလူမျိုးတွေဒီခါနဲ့ပြီးကိုမဝဲခင်မှာနှစ်ပေါင်း40တောထဲမှာလက်လဲရတဲ့ခါမှာဖခင်ဘာဖြစ်လို့လက်လဲကြလဲသူစကားကိုတစ်ခါမှနားမထောင်ဘူးဣသရေလလူတွေဘုရားကထားလို့ဆိုသူတို့ကတမျိုးပေါ့နော်ဒါကြောင့်မို့နာခံမှုမရှိတဲ့အသက်တာမှာကျမတို့အသက်တာတောထဲမှာ40လက်လဲနေရလဲပါလဲဆိုဖခင်ကလက်လဲကိုင်းလေရဆိုလဲတန်တယ်ဘာဖြစ်လို့ဆိုအခုချိန်ထိကြာဣသရေလတွေလက်လဲနေရတော့ကျမတို့လည်းအခုချိန်ထိကြာအောင်လက်ပြီးတော့နေရတော့ဒါလို့ဆိုတော့ဖခင်နဲ့မမှန်သေးဘူးပေါ့နော်ဖခင်နဲ့မမှန်သေးဘူးဖခင်နဲ့တူမသွားလားကောင်းမှုစွာဖြင့်ဘုရားစကားကိုနာခံမှုမရှိသေးဘူးပေါ့နော်ဒီအတွက်ကြောင့်ကျမတို့အသက်တာမှာပေါ့နော်ဘုရားသခင်ကကျမတို့ကိုသိငက်တယ်နေပဲပေါ့နော်ကျမတို့ကိုတစ်ခုပြီးတစ်ခုပေါ့နော်ထိတွေ့ခိုင်းတဲ့အခက်အခဲတွေတော့ကောင်းမုံတိုင်းတွေတော့လည်းကောင်းထိတွေ့ပြီးရပေါ့နော်ကျမတို့ဘဝအသက်တာမှာပေါ့နော်ကြင်ကြက်ခိုင်းတဲ့သိငက်ကြီးတစ်ကောင်ဖြစ်အောင်လို့ဘုရားသခင်ကပြည့်စုံပြည့်စုံခြင်းနဲ့ဖြစ်တယ်ဒါကြောင့်မို့ကျမတို့တက်တာမှာပေါ့နော်နောက်ဆုံးအနေနဲ့ဘုရားနဲ့ဒီသွားလာပါအကောင်းမှုဆုံးအသက်ရှင်ပါလို့ပြောကြရင်းနဲ့ကျမရဲ့နှုတ်ဘက်တော်ကိုအများနဲ့ပဲပွားပေးချင်ပါတယ်နောက်ဆုံးအနေနဲ့စက်စာလေးတစ်ပိုက်ကိုပတ်ကြားချင်ပါတယ်ကျမတဲ့ခရစ်ဝင်ခန်းကြီး30ပိုင်း29စာငတ်နှကောင်ကိုဂျန်နာရီပြဖို့နေဝေရတယ်မဟုတ်လို့တင်တို့အဖအခွင့်မရှိရင်ထိုစာငတ်တစ်ကောင်များမြေပေါ်သို့မကြားကျွန်တော်ဒီကြောက်စီတိုင်းလို့ဆက်ဆက်ပါလိမ့်မယ်